Hello မင်္ဂလာပါဒီနေ့တော့ Avira Prime လို့ခေါ်တဲ့ Avira Antivirus တွေကော Avira VPN တွေရောပါတယ် Avira ရဲ့ product ကို3 month ပေါ့နော် free ရယူတဲ့နည်းလေးပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော် link လေးပေးထားတယ်အဲ့ဒီ link လေးကနေเนาะ link လေးကို copy ကူးလိုက် copy ကူးပြီးသွားပြီဆိုလို့ရှိရင် Chrome browser မှာဝင်လိုက်ပါเนาะအဲ့လိုဝင်လိုက်ပြီဆိုလို့ရှိရင်ဒီ Avira free period link ကိုရောက်သွားလိမ့်မယ်ရုရှားစာရင်းနဲ့ဖြစ်နေဆိုတော့ကျွန်တော်အင်္ဂလိပ်စာ translate လုပ်လိုက်လို့ရရနော်အဲ့တော့ဒီမှာသူက try get all Avira premium product free for 3 months ပေါ့ Avira နဲ့ပတ်သက်တဲ့ premium product တွေအကုန်လုံးကို3လရမယ်လို့ပြောထားတယ်အဲ့ထဲမှာဘာပါလဲဆိုတော့ Avira Antivirus Pro ပါတယ် Avira Phantom VPN ပါတယ်ပြီးလို့ရှိရင်Avira System Speed Up ပါတယ်ပြီးရင် Avira Software Updater တွေပါတယ် Avira Password Manager Pro ပါအဓိကကတော့ကျွန်တော်ကဒီနေရာမှာ Avira Phantom VPN 3လစာကိုစမ်းသုံးလို့ရအောင်လို့ကျွန်တော်ကဒီဟာလေးကိုပြပေးတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအပေါ်မှာ Enter your email address ဆိုတဲ့နေရာမှာကိုထည့်ခြင်းတဲ့ mail address ကိုသုံးခြင်းတဲ့ mail address ကိုထည့်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီမှာကန့်မီတစ်ခုနဲ့စမ်းပြမယ်ကိုရဲ့မေကိုသုံးညတဲ့မေကိုထည့်လိုက်ပါတော့ပြီးရင် get Avira Prime ဆိုတာကိုနှိပ်လိုက်အောင်မယ်ဒါဆိုလို့ရှိရင်သူကဒီမှာကိုရဲ့မေတွေကိုသူတို့ confirm မေးပေါ့ activate မေးပို့မယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ကကိုရဲ့ခုနကမေးတွေကိုသွားကြည့်မယ်မေးတွေကိုကြည့်မယ်ဆိုတော့ကိုထည့်လိုက်တဲ့မေးတဲ့ inbox ထဲကိုရောက်မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ထည့်လိုက်တဲ့အထက်မှာတော့မေးရရောက်နေပြီအဲ့တော့ဖွင့်ကြည့်မယ်ဆိုတော့ဒီမှာပေါ့နော်အဲ့တော့ activate လုပ်ဖို့ဆိုလို့ရှိရင်ဒီမှာ access and install ဆိုတာကိုဟိုရသူကဒီမှာနော်ဒီ92ရက်ရတယ်လို့လည်းပြောထားတယ်ပြီးတော့5 byte သုံးလို့ရတယ်လို့လည်းပြောထားတယ်ပြီးလို့ရှိရင်အဲ့5 byte က Windows MacBook Android iOS အကုန်လုံးမှာ support ရတယ်ပေါ့နော်အဲ့တော့ access and install ကိုကျွန်တော်လုပ်လိုက်မယ်ဒါကတော့ကျွန်တော်တို့သူက password ထားခြင်းနဲ့ password ထားပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုထားခြင်းနဲ့ password လေးထားလိုက်မယ်ပေါ့နော်ပြီးရင် renew ထည့်လိုက်မယ်ပြီးရင်ဒါက name နေထည့်ခိုင်းတာပေါ့နော်အဲ့တော့ထည့်မနေတော့ဘူးရတယ်ကိုကြိုက်လို့အဆင်ပြေလို့ထည့်လိုက်ပါတော့နေနေပြီးရင် registration လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ activate subscription ရသွားပြီပေါ့နော် try ရဲ့62ရက်ရသွားပြီအဲ့တော့ကိုကဒီမှာ install ဆိုတဲ့အောက်မှာ browser ရဲ့အောက်မှာ install on this device ဆိုတာရှိအဲ့ဒီထဲကနေဒီ Avira Prime ကို install လုပ်လို့ရတယ်ပြီးလို့ရှိရင် Play Store ကနေပြီးတော့ Avira Phantom VPN ကိုလည်းတွားပြီးတော့ကျွန်တော်တို့ download ဆွဲပြီးတော့သုံးလို့ရတယ်အဲ့တော့ကျွန်တော်နမူနာဒီမှာစမ်းကြည့်အောင်နော်အဲ့တော့install on this device အဲ့တော့ဒီမှာ install on this device ကိုနှိပ်လိုက်တာနဲ့ဘယ် product တွေကိုကျွန်တော်တို့ download ဆွဲမယ်လို့မေးတဲ့အချိန်မှာ Python VPN Pro ကိုရွေးလိုက်မယ်ရွေးလိုက်ရင်သူက Play Store ကိုရောက်သွားမယ်ပေါ့နော် Play Store ထဲမှာဒီဟာကို install လုပ်လိုက်မယ်ပြီးရင်ခုနကကျွန်တော်လုပ်ခဲ့တဲ့ account လေးနဲ့ဝင်ဆန်းကြည့်မယ်ခုက VPN တွေကဝယ်သုံးတဲ့ VPN တွေထဲမှာတော့မှပဲ line တွေကမှန်မှန်နိုင်ပဲဖြစ်နေတော့ကို့မှာ VPN တွေကတမျိုးမဟုတ်တမျိုးပေါ့နော်တကယ်ရေးကြည့်လိုက်ရင်သုံးအောင်လို့ဆိုပြီးတော့ကျွန်တော်လည်းဒီနောက်ပိုင်းမှာတောက်လျှောက်တင်ပေးပြတာပါမနေ့ကဆိုလို့ရှိရင် Avast VPN တစ်လစာတင်ပေးထားတယ်ဒီနေ့ကတော့ Avira Phantom VPN ပေါ့နော်အဲ့တော့ဒီနှစ်ခုကတော့လောလောဆယ်လက်ကားရတာဆိုတော့စမ်းသုံးကြည့်လို့ရတယ်ရှေ့ပြီးလို့ရှိရင် free ရတဲ့ထဲမှာ speed တော့လို့ပါဒါကြတော့
တုံးလိုင်းနေကြသွားတာများပါတယ်နော်ဟိုနာမည်ကြီးရဲ့ဟာရအခုဒီဟာတွေကတိတ်ပြီးတော့နာမည်မထွက်သေးဘူးဆိုတော့ဘန်းနာပါညာလည်းတိတ်မရှိသေးဘူးအဲဒါကြောင့်စမ်းကြည့်အောင်လို့အမှကျွန်တော်တို့ VPN ရပြီဆိုရင် open နှိပ်လိုက်မယ်Tested နှိပ်မယ်ကဲ Pro ပေါ့ဒီမှာ file လောက်ခိုင်းနေရပါတော့ file မလုပ်ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုသွားလို့ရမလဲ Okay ဒီဘက်ဘေးမှာ account login ဝင်လိုက်မယ်ပေါ့နော်ခုနကကူးထားတယ်ကျွန်တော်တို့လုပ်တဲ့ account ထည့်မယ် password ကဒီညွှန်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ရပြီဆိုတော့ကျွန်တော်ဒီမှာ down on VPN လေးတစ်ချက်နှိပ်ပြီးချိန်ကြည့်လိုက်မယ် okay ပေါ့ဒါဆိုလို့ရှိရင် connect ချိန်သွားပြီ unlimited secure traffic တယ်เนาะဒီမှာရေးချင်တယ်ဆိုလို့ရှိရင် select location တွေကနေလည်းဒီမှာ server တွေအများကြီးရွေးလို့ရသေးတယ်အဲ့တော့ကျွန်တော်ဒီမှာ setting ထဲမှာတစ်ချက်ကြည့်ကြည့်အောင်ကျွန်တော်ဒီမှာ account လည်းရပြီးသားပေါ့เนาะmanage the renewal setting ထဲမှာတစ်ချက်ကြည့်ကြည့်အောင်ဒီမှာဘယ်နှခုပေါ်လဲပေါ့ဒါကတော့ခုန website ဘက်ကိုပြန်ရောက်သွားပြီအဲ့တော့တကယ်လို့ဒီ VPN လေးသုံးလို့ရရဆိုလို့ရှိရင်လည်းရက်90လောက်တော့လောလောဆယ်သုံးလို့ရပြီးတော့ file တစ်ပိုက်လည်းရတယ် account တစ်ခုလောက်တာနဲ့ file တစ်ပိုက်ရတယ်ဘာမှလည်းခက်မပါဘူးမေးထဲမှာပဲမေးလေးတစ်ခုပဲရှင်းရမှာအဲ့တော့ကိုယ့်ရဲ့မေးနဲ့အဆင်ပြေတဲ့မေးတစ်ခုခုနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းတန့်မေးတစ်ခုခုနဲ့လုပ်လို့လေရနေတာဆိုတော့လေနော်ဒီထဲမှာဒီထဲမှာ my account subscription နဲ့မှာเนาะဒီမှာမရပါဘူးဒီအောက်မှာပေါ်နေ subscription เนาะဒီမှာ90 rupees ဆိုတာဒါမျိုးလာပေါ်နေတာအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Avira VPN သုံးလို့ရပြီ62ရက်စာရမယ်ပေါ့เนาะအားလုံးပဲဒီတိုင်းလေးပဲလိုက်လုပ်ကြည့်ပြီးတော့အဆင်ပြေကြပါစေအဆင်ပြေမပြေတဲ့မှန်ပေးခဲ့ကြပါအောင်เนาะကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like share subscribe လေးလုပ်ပေးသွားလို့ရပါတယ်နောက်ထပ်လည်းဒါမျိုး free ရတာလေးတွေထပ်ပြီးတော့တင်ပေးသွားပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်